မင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုကောင်းတဲ့လေးကတော့ရိုးသားချစ်ရတန်ဖို့ဆိုတဲ့ဗီဒီယိုလေးကိုပဲဖြစ်ပါတယ်အစဉ်သဖြင့်နားဆင်လို့ရပါပြီခင်ဗျာတခါတုန်းကတိုင်းပြည်တစ်ပြည်မှာဘရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့သားသမီးမထွန်းကားခဲ့ဘူးတဲ့အသက်ကြီးလာတော့ထီနာအရိုက်အရာဆက်ခံဖို့သူကိုယ်တိုင်ရွေးချယ်ရမယ်ဆိုပြီးပြင်ညာတယ်တိုင်းပြည်မှာရှိတဲ့လူငယ်တွေကိုနားရည်ပြေမှာစုယုံစေပြီးအမိတ်ရှိတယ်မောင်မေးတို့အထဲကတိုင်းပြည်ကိုအုပ်ချုပ်မဲ့သူကိုရွေးချယ်မယ်လိုအပ်တဲ့အရင်အချင်းကတော့အမှန်တရားကိုမျက်နှိုးသူတတ္တိရှိသူစွန့်လွတ်အနစ်နာခံသူဖြစ်ဖို့ပဲအဲ့ဒီအရင်ချင်းကိုစမ်းသပ်ဖို့တစ်စစ်တစ်စစ်နဲ့ပန်းအောင်တစ်လုံးပေးလိုက်မယ်အိမ်ရောက်ရင်အပေပေါက်အောင်လုပ်ကြနောက်တစ်နေ့ကြာရင်ပြန်လာခဲ့အပေကိုကြည့်ပြီးဘယ်သူဟာအရင်အချင်းရှိလဲစုံဖြတ်မယ်လူငယ်တွေလည်းဘရင်ကြီးပေးတဲ့တစ်စစ်နဲ့ပန်းအောင်ကိုယူပြီးအိမ်ပြန်ခဲ့ကြတယ်အဲ့ဒီထဲမှာအမေကိုလှုပ်ကြွေးနေတဲ့မောင်ရစ်ဆိုတဲ့လူငယ်လေးပါဝေတယ်မောင်ရစ်လည်းတစ်စစ်ကိုပအောင်နဲ့ထက်ဆိုင်ပြီးအချိန်မှန်မှရေလောင်ပေးတယ်ပန်းအောင်ကိုအရိတ်တကြည့်ကြည့်ကြည့်ပြီးခရုစိုက်နေပြီနဲ့တပလည်းအပေကမပေါက်နှစ်ပလည်းအပေကမပေါက်တလလည်းအပေကမပေါက်ဖြစ်နေတယ်တငယ်ချင်းတွေကတော့သူတို့အပေတွေဘယ်လောက်ကြီးကြောင်းအရွက်တွေဘယ်လောက်ထွက်နေကြောင်းပြောတာကြားနေပေမဲ့သူရဲ့အပေကတော့ထွက်မလာသေးပါဘူးတဲ့စိတ်ဓာတ်မကြပဲဆက်ပြေရေလောင်းနေပေမဲ့အပေက6နှစ်မြဲပါပဲအပေကထွက်မလာဘူးဒီလိုနဲ့တနေ့ပြည့်ပြီးဘရေကြီးချိန်ထားတဲ့ရက်ကူသာရောက်လာတယ်မောင်ရင်ရဲ့အပေကပေါက်မလာပါဘူးတဲ့မောင်ရင်ကဘေကြီးစီကိုပြန်မသွားချင်တော့ဘူးမောင်ရင်ရဲ့အမေကတော့ပြန်သွားဖို့တိုက်တိုးတယ်ပြိုင်ပွဲမှာရှုံးနေလဲအရှုံးကိုလက်ခံနိုင်ရတဲ့တတိရှိသူဟာယောက်ျားခေါင်းတယောက်ပဲလို့အားပေးစကားပြောလိုက်တယ်မောင်ရစ်ရဲ့အပေမပေါက်တဲ့ပန်းအုံးကိုယူဆောင်ပြီးနန်းရည်ပြေကိုပြန်သွားတယ်မောင်ရစ်ရဲ့ပန်းအုံးကလွဲလို့ကြံတဲ့လူငယ်တွေရဲ့ပန်းအုံးထဲမှာအပေတွေနဲ့ဝေစာနေတာကိုတွေ့ရတယ်လူငယ်တွေလည်းတတ်မှတ်ထားတဲ့နေရာမှာပန်းအုံးကိုထားပြီးဘရင်ကြီးရဲ့အဆုံးဖြတ်ကိုစောင့်ဆိုင်နေကြတယ်ဘရင်ကြီးကပန်းအုံးတွေကိုခေါင်းတညိတ်ညိတ်နဲ့လိုက်ပြီးကြည့်နေတယ်တဒန်းကြီးတဒန်းကြော်လွမ်းနေဘရင်ကြီးစိတ်တိုင်းကြမတွေ့ဘူးဖြစ်နေတယ်နောက်ဆုံးတန်းကိုရောက်တဲ့အခါအပေမပေါက်တဲ့မောင်ရစ်ရဲ့ပန်းအုံးကိုတွေ့သွားပြီးဘရင်ကြီးမျက်နှာဝေးလက်သွားတယ်မောင်ရစ်ရဲ့လက်ကိုဆွဲမြောက်ပြီးမေလောင်အဖြစ်ရွေးချယ်လိုက်ကြောင်းကြေညာလိုက်တယ်ပရိသတ်ကြီးကရုတ်ရုတ်တသက်ဖြစ်ပြီးနားမလည်စွာနဲ့ဘရင်ကြီးကိုဝိုင်းကြည့်နေကြတဲ့အခါမှာဘရင်ကြီးကအကြောင်းစုံကိုရှင်းပြတယ်မောင်ဘေးတို့ကိုပေးလိုက်တဲ့အမျိုးစစ်တွေအားလုံးကိုရေနွေးထဲမှာထက်ပြုတ်ပြီးမှပေးလိုက်တာဘယ်လို့မှအပေပေါက်เสียအကြောင်းမရှိဘူးမောင်ရစ်တယောက်သာရိုးရိုးသားသားနဲ့အပေပေါက်တဲ့ပန်းအုံးကိုပြန်ပြီးယူလာခဲ့တယ်ကျန်တဲ့လူတွေကမျိုးစစ်ကိုအစားထိုးပြီးဆက်ခက်လို့သာအပေပေါက်ခဲ့ခြင်းဖြစ်သည်ကိုယ်တိုင်မှမယိုးသားသူတယောက်ဟာတိုင်းပြည်ရေးကိုဘယ်လိုလို့ဖြောက်ဖြောက်မှန်မှန်ဆောင်ရွက်နိုင်မှာလဲယိုးသားသူတယောက်ဖြစ်ဖို့ဆိုတာမလွယ်လောက်ဘူးအမှန်တရားကိုမျက်နှိုးယိုတာမကဒီအမှန်တရားကိုလက်ခံနိုင်ရဲ့တတ္တိနဲ့အနိနခံနိုင်တဲ့စိတ်ဓာတ်လည်းရှိဖို့လိုတယ်အကြောင်းစုံကိုသိသွားတော့ဘုရင်ကြီးရဲ့အဆုံးဖြတ်ကိုအားလုံးကလက်ခံသဘောတူလိုက်ကြတယ်ယိုးသားပါအမှန်ကိုလက်ခံပါစွလို့အနိနခံပါကိုပြုသည်တံကိုဤကံကိုထံပြန်လာမည်ယိုးသားချေသည်အကောင်စိုးသောဝါဒဖြစ်ပါသည်ယိုးသားချစ်ရဲ့တမိုးဆိုတဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်နောက်စီပေးခဲ့ကြတော့တယောက်ချင်းစီတိုင်းကိုအထူးပဲကာရဝလေးစားပြုပါတယ်မူရင်းကိုလည်းလေးစားပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့မလုပ်ထားရသေးဘူးဆိုရင် subscribe နဲ့ခေါင်းလုံးလေးကိုတစ်ချက်နှိပ်ပေးပါလို့အရေးဦးဆုံးတောင်းဆိုချင်ပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ